အားလုံးပဲမင်္ဂလာပါကြိုင်ဆိုင်မှုတွေများနေတဲ့ဒီလိုခေတ်ကာလကြီးမှာကျမတို့ကကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုသူများထက်ပိုပြီးတော့မှရှေ့ကိုရောက်ချင်နေဆိုရင်ဦးဆောင်တဲ့သူတွေဒီဦးဆောင်တဲ့ leader တွေဒီကိုယ့်ရဲ့ skills တွေကိုဒီထက်ပိုပြီးတော့မှဖြည့်ထားမှသာလျှင်ကိုယ့်ရဲ့လူတွေကိုအကောင်းဆုံးဦးဆောင်နိုင်မှာဖြစ်ပါတယ် leader တယောက်ရဲ့အရေးကြီးဆုံးအရေးရှင် leader တယောက်ရဲ့အရေးကြီးဆုံးအစွမ်းအစကဘာလဲလို့ပြောမယ်ဆိုရင်ဦးဆောင်မှုပါပဲလူတယောက်ဒီသူ့ရဲ့အလုပ်မှာဘလောက်ပဲကျွမ်းကျင်နေပါစေသူဒီဦးဆောင်နိုင်စွမ်းမရှိဘူးဆိုရင်သူ့ရဲ့နောက်မှာလိုက်နေတဲ့သူတွေရောသူ့ရဲ့ team တစ်ခုလုံးကိုရောသူဘလို့မှဦးဆောင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့မိတ်ဆွေကကိုလက်ရှိလုပ်နေတဲ့အလုပ်မှာဦးဆောင်နေရတဲ့သူဖြစ်တယ်ဆိုရင်မိတ်ဆွေရဲ့ရလက်တွေကိုဒီထက်ပိုရဖို့အတွက်မိတ်ဆွေလုပ်ရမယ့်အရာကဘာလဲဆိုတော့ဒီထက်ပိုပြီးတော့မှသင်ယူပါ leader တယောက်ရဲ့အရေးရှင်ကဘာလဲလို့ပြောမယ်ဆိုရင် leader တွေဒီပိုမြင်ရတယ်ကြိုမြင်ရတယ်ကိုရှိကိုဘာတွေပို့ပြီးတော့မှလုံနိုင်လဲကိုရှိကိုဘာတွေကြိုတင်ပြင်ဆင်နိုင်လဲဆိုတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မှ leader တွေပိုမြင်ပါကြိုမြင်ပါပြီးတော့ကိုယ့်ရဲ့ team ထဲမှာရှိတဲ့သူတွေကိုအမြဲတမ်းတစ်ခုပြီးတစ်ခုပြန်လဲမျှဝေမှုတွေသင်ကြားမှုတွေလုပ်နိုင်ဖို့အတွက်ကိုလည်း leader တွေကပို့ပြီးတော့မှသင်ယူရမှာဖြစ်ပါတယ်ဒါမှသာလျှင်မိတ်ဆွေရဲ့စီးပွားရေးလုပ်ငန်းမှာအပြန်အဆိုင်များနေတဲ့ဒီခေတ်ကာလကြီးမှာမိတ်ဆွေကိုယ်တိုင်ရောမိတ်ဆွေရဲ့အသင်းအဖွဲ့တစ်ခုလုံးရောအတူတူတိုးတက်မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် leader တွေပုံမြင်မှုကြိုမြင်မှုအတွက်ဗီဒီယိုလေးတစ်ခုဖန်တီးပေးလိုက်တာဖြစ်ပါတယ်မလွတ်မဘူးပါ NLP trainer and master coach ဖြစ်ပါတယ်ရှင်